Current Biology Journal ရဲ့လေ့လာမှုတစ်ခုအရဖိလစ်ပိုင်နိုင်ငံက Itra Macbucon လူမျိုးတွေဟာကမ္ဘာပေါ်မှာအမြင့်ဆုံးသော Denisovan DNA ပမာဏကိုတက်ဆောင်ထားတာတွေ့ရှိရပါတယ်သူတေသနဟာတိုင်းရင်းသားအဖွဲ့တင်ဟာ18အဖွဲ့ကနေမျိုးရိုးဗီဇဆိုင်ရာအချက်လက် genotypes 2.3 တန်းကျော်ကိုခွဲခြမ်းစိတ်ဖြတ်ခဲ့ရမှာမျိုးသုံးသွားပြီးဖြစ်တဲ့ရှီးဟောင်းလူသားမျိုးနွယ်စုရဲ့ထူးထူးခြားခြားအစအနတွေကိုတွေးရှိခဲ့တာပါဒီတွေးရှိချက်တွေကဒနီဇိုဗန်အုပ်စုများစွာဟာအရှိတောင်အာရှမှာတချိန်ကနေထိုင်ခဲ့ပြီးအစောပိုင်းလူသားတွေနဲ့မျိုးပွားခဲ့ကြတယ်လို့ဆိုထားပါတယ်အိုက်တာလူမျိုးတွေဟာအတော်လေးတီးခြားလွတ်လပ်စွာနေထိုင်ခဲ့ကြတဲ့အတွက်တခြားလူမျိုးတွေထက်ဒီရှေးဟောင်းမျိုးရိုးကိုပုံမထိမ့်သိမ်းထားနိုင်ခဲ့တာဖြစ်ပါတယ်ဒီသူတေသနာဟာဒေသတွင်အစောပိုင်းလူသားတွေရွှေ့ပြောင်းနေထိုင်မှုနဲ့ပတ်သက်တဲ့ကျွန်တော်တို့ရဲ့နားလည်မှုကိုပြန်လည်ပုံဖော်ပေးလိုက်တာပါပဲဖြစ်ပါတယ်